ကို့ဆိုရကကို့မိသားစုကိုစူးကြိုးတဲ့နောက်မှာပိတ်လောင်ထားပြီးအဲ့ဒီအစိုးရအတွက်ပဲအသေးခံခိုင်းတယ်ဆိုတာမျိုးကိုတစ်ချက်လောက်မြင်အောင်ကြည့်လိုက်ပါလူအများစုကတော့ငင်းကြမှာပါလူအများစုကတော့ကြော်ခိုင်ထွက်သွားကြမှာပါဒါပေမဲ့ဂျပန်အမေရိကန်လူငယ်လေးထောင်ကျော်ကတော့လက်ခံတယ်လို့ပြောခဲ့ကြပါတယ်သူတို့ကတိုက်ပွဲဝင်ရုံတည်းမဟုတ်ပါဘူးစစ်မြေပြင်မှာဘဒုထံမဆိုပို့ပြီးတော့လည်းကြောက်ရွံ့မှုမရှိပဲမရက်မနာတိုက်ပွဲဝင်ခဲ့ကြတာပါဒါကြောင့်လေနောက်ပိုင်းမှာစစ်သမိုင်းပညာရှင်တွေကသူတို့ကိုအမေရိကန်ကြီးတပ်သမိုင်းတစ်လျှောက်မှာသူတို့ရဲ့တပ်ဖွဲ့ဝင်အရေးအတွက်နဲ့ရှင်ရင်ဂုံထူးဆောင်တစ်စိုက်အများဆုံးရရှိခဲ့တဲ့တပ်ဖွဲ့လို့ခေါ်ဝေါ်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့ဇလန်းမှာဘယ်သူမှမပြောပြတဲ့အချက်တစ်ခုရှိနေပါတယ်ဒီလူငယ်တွေကအီတလီနဲ့ပြင်သစ်နိုင်ငံတွေမှာဂျာမန်စစ်တပ်နာကျင်းတွေကိုအသက်ဆုံးတိုက်ခိုက်နေချိန်မှာသူတို့ရဲ့မိခင်တွေကတော့အကျဉ်းစားတွေဖြစ်နေတော့ပါပဲသူတို့ရဲ့ဖခင်တွေကလည်းခြံစည်းရိုးတဲ့နောက်မှာရှိနေတော့မှာသူတို့ရဲ့မိသားစုတွေဟာဒီစစ်သားတွေအသက်ပေးသည့်ကာကွယ်နေတဲ့နိုင်ငံရဲ့ရန်သူတွေလိုမျိုးဆက်ဆံခံနေရတော့မှာပဲဒါဆိုသူတို့ဘာကြောင့်အဲ့ဒီလိုလုပ်ခဲ့ကြတာလဲပြီးတော့ရန်သူနေမြေထဲမှာပိတ်မိနေတဲ့စစ်သား112ယောက်ကိုကယ်တင်ဖို့အမေရိကန်ကြီးတာကသူတို့ကိုတေချောင်းပြန်တာဝန်တစ်ခုပေးလိုက်တဲ့အခါဘာတွေထိပြက်ခဲ့တယ်လဲအရာအားလုံးကိုရင်းနှီးပေးဆက်လိုက်ရတယ်အဲ့ဒီတာဝန်ကဘယ်လိုမျိုးလဲဒီဇလန်ကိုနားလည်ဖို့ဆိုရင်1942ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကိုပြန်သွားရပါလိမ့်မယ်ဂျပန်အင်ပါယာကပလဲစိတ်ကန်Pearl Harborကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အဲ့ဒီမနက်ခင်းမှာဂျပန်အမေရိကန်တွေအတွက်အရာအလုံးကတညာတွင်ချင်းပြောင်းလဲသွားခဲ့ပါတယ်ဒါဟာသူတို့ကအဲ့ဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်လို့မဟုတ်တလို့ချင်းချောက်မှုတစ်ခုခုဖြစ်နေလို့လည်းမဟုတ်ပါဘူးသူတို့ရဲ့ရုပ်ရည်တွင်ဖြင့်ကြောင်းပဲဖြစ်ပါတယ်လပိုင်းတွင်မှာမင်းသမ္မတရိုဇဗယ်ကအုပ်ချုပ်ရေးအမိန့်9066ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဂျပန်အမေရိကန်3,200ရောသူတို့ထဲကအများစုဟာအမေရိကန်နိုင်ငံသားတွေပါသူတို့ဟာနေအိမ်တွေကနေအတင်းအဓမ္မဖေရှားခံရပြီးဝေးလံခေါင်ရတဲ့တဲကန်ထားရတွေနဲ့လွင်တီးခေါတွေမှာရှိတဲ့အကျဉ်းစခန်းတွေကိုပို့ဆောင်ခံခဲ့ရပါတယ်သူတို့ရဲ့စီးပွားရေးလဲရမြေစုဆောင်းထားသမျှနဲ့လွတ်လပ်ခွင့်တွေအားလုံးဆုံးရှုံးခဲ့ရပါတယ်တရားရင်ဆိုင်ခွင့်မရဘူးတက်တဲ့အထောက်ထားမရှိဘူးဥပဒေကြောင်းအရလှုပ်ထုံးလုပ်နေလဲမရှိခဲ့ပါဘူးအကျဉ်းချခံရသူတွေထဲမှာနီးဆေးလို့ကိုခေါ်ကြတဲ့လူငယ်တွေရဲ့မိဘတွေညီကိုမောင်နှမတွေပါဝင်ပါတယ်နီးဆေးဆိုတာဂျပန်ဘာသာစကားအရဒုတိယမျိုးဆက်လို့အတိပဲရပါတယ်အမေရိကန်မှာမွေးဖွားပြီးအမေရိကန်အိမ်မက်တွေနဲ့ကြီးပြင်းလာသူတွေပါအခုတော့သူတို့တစ်ဆက်လုံးတည်ထားတဲ့တခုတည်းသောနိုင်ငံမှာရန်သူလိုဆက်ဆံခံနေရပါပြီဒါပေမဲ့အဲ့ဒီစခန်းတွေထဲမှာထူးခြားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်ညီစေးလူငယ်တွေဟာစစ်မှုထမ်းဖို့စေတနာဝန်ထမ်းအဖြစ်စတင်လျှောက်ထားခဲ့ကြပါတယ်ဒါဟာအတင်းအဓမ္မခိုင်းစေလို့မဟုတ်သလိုမဖြစ်မနေလုပ်ရမယ်ဆိုလို့လည်းမဟုတ်ပါဘူးအမေရိကအပေါ်သူတို့ရဲ့တက်စာရှိမှုကိုတက်တည်ပြဖို့အကောင်းဆုံးနည်းလမ်းဟာအသက်သွေးရင်းပြီးကာကွယ်ပြဖို့ပဲလို့သူတို့ကခိုင်ခိုင်မာမာယုံကြည်ခဲ့ကြလို့ပါအဲ့ဒီယုံကြည်ချက်ကနေလေးလေးနက်နက်တရင်ကိုဖွဲ့စည်းခဲ့ပါတယ်ညီစေးဒီကြည်ပဲပါဝင်တဲ့တီးထန်တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုပေါ့မကြခင်မှာပဲသူတို့ကိုဥရောပရဲ့အန်ဒရဲအရှိဆုံးစစ်မြေပြင်တွေစီပို့ဆောင်ခဲ့ပါတယ်အဲ့ဒီမှာသူတို့လှုပ်ဆောင်ခဲ့တာတွေဟာဒုတိယကမ္ဘာစစ်ရဲ့အထူးခြားဆုံးနဲ့လူတတိမထားမိဆုံးဇလန်းဒီတွေကတခုဖြစ်လာခဲ့ပါတယ်လေးလေးနှစ်တရင်ဟာ1944မှာဥရောပစစ်မြေပြင်ကိုရောက်ရှိခဲ့ပါတယ်အီတလီမှာစတင်တိုက်ခိုက်တဲ့ပထမဆုံးတိုက်ပွဲခါတဲ့ကတခုတော့ရှင်းနေပါတယ်ဒီလူတွေကိုရှေ့တန်းကအန်ရီရဲ့အရှိဆုံးတာဝန်တွေကိုပဲပေးအပ်တော်မယ်ဆိုတာပါပဲတမိုင်းပညာရှင်အချို့ကတော့ဒါဟာတမင်တသက်လို့တာလို့ဆိုကြပါတယ်တပ်မှုတွေကသူတို့ကိုစမ်းသပ်ချင်တာလို့ပြောကြတယ်လို့တချို့ကလည်း44နဲ့တရင်ဟာဘယ်တိုက်ပွဲကမှနောက်မဆုတ်ခဲလို့ဆိုကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပုံစံကတော့အတူတူပါပဲအခိုင်အမာဆုံးခံစစ်တီအကြမ်းတမ်းဆုံးနယ်မြေတွေနဲ့
အထွေးသားအများဆုံးရင်းရမယ်ပန်းတိုင်တွေကိုနှီးစေစစ်သားတွေစီပဲပေးရခဲ့ပါလေ ဒါပေမဲ့စင်ခေါ်မှုတွေဟာဂျာမန်အမြောက်တပ်တွေနဲ့တောင်ပေါ်စစ်ပွဲတွေတင်မကပါဘူး အိမ်မှာကြံခဲ့တဲ့သူတို့ရဲ့မိသားစုတွေဟာအကျဉ်းသားတွေဖြစ်နေတာပါစခန်းတွေကနေရောက်လာတဲ့စာတွေထဲမှာကျဉ်းကျပ်တဲ့နေအိမ်တွေအေးဆက်တဲ့ဆောင်းရာသီတွေနဲ့စူးကြိုးတွေကြားကအရှက်ရမှုတွေအကြောင်းပါဝင်ပါတယ်စစ်သားတွေဟာတိုက်ပွဲမဝင်ခင်ညတွေမှာအဲ့ဒီစာတွေကိုဖတ်ခဲ့ကြပါတယ် ပြီးတော့စစ်ဝတ်စုံဝတ်ထားတာတောင်ခွဲခြားဆက်ဆံမှုတွေကသူတို့နောက်ကိုလိုက်နေစေပါတချို့ဆိုရင်ကိုတမှုတွေရဲ့မိကုံးထုတ်တာကိုတောင်ခံခဲ့ရပါတယ် တချို့ဆိုရင်တခြားအမေရိကန်တပ်ဖွဲ့ဝင်တွေစီကနေရန်လိုမှုတွေကိုပေါ်ပေါ်ထင်းထင်းရင်ဆိုင်ခဲ့ရပါတယ်အမေရိကန်အစိုးရကသူတို့ကိုတိုက်ပွဲဝင်ဖို့လိုအပ်ပေမယ့်တန်တူညီမျိုးသူတွေအချစ်တတ်မှတ်ဖို့အစင်တင်ဖြစ်မနေသေးပါဘူး ဒါကြောင့်လေးလေးလက်တရင်ကသူတို့ရဲ့ဆောင်ပုဒ်ကို Go for Broke လို့သတ်မှတ်ထားပါတယ် ဒါဟာလောင်းကစားစကလုံးတစ်ခုအရာအလုံးကိုပုံအောလိုက်မယ်နှုတ်မဆူဘူးဆိုတဲ့အတိတ်ပဲပါပဲ သူတို့ဟာငင်းမရနိုင်အောင်တတိရှိကြုံပြသခဲ့ရပါတယ်စစ်ဗိုလ်ချုပ်တွေနိုင်ငံရေးသမားတွေနဲ့ခွေးခြားဆက်ဆံတတ်တဲ့နိုင်ငံတနိုင်ငံလုံးကမျက်ကွယ်ပြုလို့မရနိုင်တဲ့အထိထူးကဲတဲ့စွမ်းဆောင်ရည်တွေကိုပြသခဲ့ရပါတယ် သူတို့ရဲ့ရင်ဘက်ပေါ်ကဂုံထူးဆောင်တစ်စိတ်တစ်ခုဟာစူးကြိုးတဲ့နောက်မှာကြံနေခဲ့တဲ့သူတို့ရဲ့မိသားစုတွေအတွက်တခုတည်းသောအားကိုးရဖြစ်နိုင်တယ်ဆိုတာကိုသူတို့ထဲထဲကွဲကွဲနားလည်ခဲ့ကြပါတယ် အဲ့ဒါဟာတိုက်ပွဲတိုင်းမှာသူတို့ထမ်းပိုးထားရတဲ့လေးလံတဲ့ဝန်ထုတ်ဝင်ပိုးပါပဲ 1944ခုနှစ်စောင်းဦးပေါက်ရောက်တော့လေးလေးနှစ်တရင်ဟာအီတလီတခွင်ကကြမ်းတမ်းတဲ့တိုက်ပွဲတွေမှာသူတို့ရဲ့စွမ်းရည်ကိုတက်တည်ပြပါပြီ Gothic line ကိုဖြတ်ကျော်တိုက်ခိုက်ပြီးတခြားတပ်ဖွဲ့တွေမအောင်မြင်ခဲ့တဲ့အခိုင်အမာခံစစ်တွေကိုတင်ပိုက်နိုင်ခဲ့ပါတယ် သူတို့ရဲ့ကြာဆုံးတန်ရာရမှုနှုန်းကထိတ်လန့်စရာကောင်းပေမဲ့သူတို့ရဲ့စိတ်ဓာတ်ကတော့ပြိုလဲမသွားခဲ့ပါဘူး အဲ့ဒီနောက်မှာတော့သူတို့ကိုထာဝရသမိုင်းတွင်စင်မဲ့အမိုင်တစ်ခုရောက်လာခဲ့ပါတယ် ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းကကျန်းတန်းလာတဲ့ Vosges တောင်တန်းတွေပေါ်မှာ Texas စစ်သားတွေရဲ့တပ်ရင်းတစ်ခုဟာ ရှေ့ကိုအလွန်အကျွမ်းတိုးသွားမိခဲ့ပါတယ်ဂျာမန်တပ်တို့ရဲ့ဝိုင်းရံမှုကိုခံလိုက်ရပြီးထူထပ်တဲ့တောအုပ်ထဲမှာပိတ်မိသွားခဲ့ပါပြီ ခေယံအစာအစာနဲ့ဇေဝရီကုံလို့နီးပါဖြစ်နေတဲ့တက်ဆတာနေရာကျော်ပိတ်မိနေတာပါစစ်ဌာနချုပ်ကအချိန်ချင်းကဲတင်ဖို့ကြိုးစားခဲ့ပြီးမဲ့အားလုံးကြရှုံခဲ့ပါတယ် နေမြေကလည်းဖြတ်ကျော်ဖို့မဖြစ်နိုင်တဲ့လောက်ပါပဲဂျာမန်တွေရဲ့ခံစစ်ကလည်းအလွန်ပဲပြင်းထန်ပါတယ် ဒါကြောင့်ကြီးတက်ကလေးလေးနဲ့တရင်ကိုအခုညီတောင်းခဲ့ပါတယ် ဂျန်တာနဲ့9ရက်တာလုံးနေစိတ်စစ်သားတွေဟာထူးထပ်တဲ့တောအုပ်ရွှေ့နွန်တွေနဲ့ဂျာမန်တွေရဲ့မနာတမ်းပစ်ခတ်မှုတွေကြားထဲမှာတောင်ကုန်းပေါ်ကိုတိုက်စစ်ဆင်ခဲ့ရပါတယ်အမြောက်ဆန်တွေကြောင့်တစ်ပင်တွေဟာခေါင်းပေါ်မှာတင်ပေါက်ကွဲထွက်ပြီးထန်းဆက်တွေတစ်ဆက်တွေကအရက်မျက်နှာအနံကိုလွင့်စင်နေပါတယ်ပုံစံအနီးရာမရှိဘူးဘယ်ဘက်ကမှစိတ်မချရပါဘူးမြေပြင်ရဲ့လက်မတိုင်အတွက်အသက်ပေါင်းများစွာပိတ်ဆက်ခဲ့ရပါတယ်လေးလေးနဲ့တင့်တရင်ကလူတွေဟာပိတ်မိနေတဲ့စစ်သားတို့ရဲ့ရေဒီယိုကနေတဆင့်ပိုပိုပြီးစိုးရင်စရာကောင်းလာတဲ့အတန်တွေကိုကြားနေရပါတယ်ကြာရှုံးခဲ့ရင်ဘာဖြစ်မလဲဆိုတာသူတို့သိပါတယ်ဒါပေမဲ့သူတို့ရှေ့ကိုပဲဆက်တိုးခဲ့ပါတယ်အဖွဲလိုက်နာရီလိုက်အသက်ရှင်ဖို့မထင်နိုင်တဲ့အခြေအနေတွေကြားကနေပေါ့ 1944ခုနှစ်အောက်တိုဘာလ30ရက်နေ့မှာဥရောပစစ်ပွဲရဲ့အကင်းထန်ဆုံးအနီးကတိုက်ပွဲတွေကို9ရက်ကြာဆင်နွှဲပြီးတဲ့နောက် လေးလေးနဲ့တရင်ဟာခံစစ်ကိုဖောက်ထွက်နိုင်ခဲ့ပါပြီသူတို့ပျောက်ဆုံးတရင် Lost Battalion စီကိုရောက်သွားခဲ့ပါပြီပင်ပန်းနွမ်းနေပြီးငတ်မွတ်နေတဲ့အာတင်းထားရတဲ့လူပေါင်း217ယောက်ကဲတင်ချင်းခံလိုက်ရပါပြီဒါပေမဲ့လေးလေးနဲ့တရင်ပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့စိတ်ကူးကြည့်လို့တောင်မရနိုင်ပါဘူးအဲ့ဒီလူငါစစ်တယောက်ကိုကဲဖို့အတွက်
တက်ရင်ဟာလူပေါင်း800ကျော်ထိခိုက်ကြဆုံးခဲ့ပါတယ် ကိုလူ800ကြာဆုံးသူဒဏ်ရာရသူနဲ့ပျောက်ဆုံးသူတွေကိုလူပေါင်း210យ៉ាងရဲ့အထက်နဲ့လဲလှယ်ခဲ့တာပါ ကယ်တင်ခံရတဲ့တက်ဆက်စစ်သားတွေဟာသူတို့ရဲ့ကယ်တင်ရှင်တွေကိုမြင်လိုက်ရတဲ့အခါတချို့ကငိုကြွေးကြပြီးတချို့ကတော့မယုံနိုင်အောင်ချစ်ခဲ့ကြပါတယ် သူတို့ကိုကဲဖို့ငားရဲ့တိုင်တိုင်နီရဲလိုတိုက်ပွဲတွေကြားမှာအသက်ဆုံးခဲ့တဲ့လူတွေဟာသူတို့ရဲ့မိသားစုတွေအချင်းစခန်းထဲမှာပိတ်လောင်ခံထားရတဲ့လူတွေပဲဖြစ်နေလို့ပါ အမေရိကရဲ့တချို့အစိမ်းအပိုင်းတွေကရန်သူလို့သတ်မှတ်ထားတဲ့လူတွေပါဒီကွာခြားချက်ဟာလက်ခံဖို့မဖြစ်နိုင်လောက်အောင်လို့ပြင်းထန်လွန်လာပါတယ် ကဲတင်ပြီးမကြခင်ပါပဲဘိုးချုပ်ဒေါ်ဂွစ်ကလေးလေးနှစ်တရင်ကိုဂုံပြူပွဲအတွက်လူစုဖို့အမိန့်ပေးခဲ့ပါတယ် သူတန်းစီနေတဲ့တပ်ဖွဲ့ကိုကြီးလိုက်တဲ့အခါလူတွေကအလွန်နည်းနေတာကြောင့်ဒေါသထွက်သွားပါတယ်သူ့စစ်သားတွေဘယ်ရောက်ကွန်းတယ်လဲဆိုတာကိုဒေါသတကြီးမေးမြန်းခဲ့ပါတယ် တက်ရီမှုရဲ့အဖြေကတော့တူငင်းပင်မဲ့တုံလုတ်6ချစရာကောင်းလာပါရဲ့ အရာရှိမယ်ဒါဟာကြံရှိသမျှအားလုံးပါပဲဒုတိယကမ္ဘာစစ်အပြီးမှာ442တရင်ဟာအမေရိကန်စစ်သမိုင်းမှာတပ်ဖွဲ့ဝင်အရွယ်အတွက်နဲ့စစ်မှုထမ်းတပ်တန်းအလိုက်ဂုံထုဆောင်တစ်စိတ်အများဆုံးရတဲ့တပ်ဖွဲ့ဖြစ်လာခဲ့ပါတယ် တူးချင်းကွန်ပျူတာစိတ်ပေါင်း18000ကျော်အစစ်မြင့်ဆုံး Medal of Honor တစ်စိတ်20ခုသူတို့ရဲ့ကြာဆုံးမှုနှုန်းဟာပေါ့ဆာမှုကြောင့်မဟုတ်ပဲမယုံနိုင်စရာကောင်းတဲ့တတိကြောင့်ပဲဖြစ်ပါတယ် ရှင်ကြံရက်တဲ့စစ်သားတွေအိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့ရဲ့မိသားစုတွေဟာနေရက်ဆွန်ခွာနေရစေပိုင်ဆိုင်မှုတွေလည်းမရှိတော့ပဲအတိုင်းဝိုင်းတွေလည်းပျက်စီးနေရကိုပဲတွေ့ခဲ့ရပါတယ် အမေရိကဟာသူတို့ကိုသူရဲကောင်းတွေလိုချက်ချင်းကြိုဆိုခဲ့တာမဟုတ်ပါဘူးအပြည့်အဝလည်းမဟုတ်ခဲ့ပါဘူး အကျဉ်းချထားခဲ့တဲ့မတရားမှုကိုနိုင်ငံကတရားဝင်အတိအမှတ်ပြုဖို့ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါတယ်။ Medal of Honor တစ်စိတ်21ခုကိုအပြည့်အဝပြန်လဲသုံးသပ်ပြီးချီးမြှင့်ဖို့ဆိုရင်လည်းနောက်ထပ်ဆယ်စုနှစ်တွေအများကြီးကြာခဲ့ပါသေးတယ်။ အဲ့ဒီတစိတ်အများစုကိုတော့ကွယ်လွန်သွားပြီးဖြစ်တဲ့သူရဲကောင်းတွေရဲ့ကိုစားမိသားစုဝင်တွေကိုပဲပေးရနိုင်ခဲ့ပါတယ် ဒါပေမဲ့တမိုင်းကဖြတ်စည်းလို့မရတဲ့သင်ခန်းစာတစ်ခုကတော့ဒီလူတွေဟာမင်းတို့ဒီမှာမပတ်သက်ဘူးမင်းတို့ကိုမယုံဘူးမင်းတို့ဟာတန်းတူမဟုတ်ဘူးဆိုတာမျိုးကိုနီလန်ပေါင်းစုံနဲ့အပြောခံခဲ့ရပါတယ် ဒါပေမဲ့သူတို့ကအမုန်းတရားနဲ့မတွန့်ပြန်ခဲ့ဘူးလက်လက်မလျှော့ခဲ့ဘူးအမေရိကန်ဆိုတဲ့အဓိပ္ပာယ်ကိုထာဝရပြောင်းလဲစေမယ်ကြီးမားတဲ့စွန့်ရအနစ်နာခံမှုနဲ့ပဲတွန့်ပြန်ခဲ့ပါတယ် မျိုးရိုးဗီဇဟာမျိုးချစ်စိတ်ရဲ့အတိုင်းအတာမဟုတ်ဘူးဆိုတာကိုလေးလေးနဲ့တရင်ကတက်တည်ပြခဲ့ပါတယ်မျိုးချစ်စိတ်ဆိုတာပိုပြီးတန်ဖိုးကြီးရဲ့အရာတစ်ခုနဲ့တိုင်းတာရတာပါကိုယ်နိုင်ငံကကိုယ်ဘာမှပြန်မပေးသေးချိန်မှာတော့ကိုကဘလောက်အထိပေးဆက်ဖို့အသင့်ရှိသလဲဆိုတာပါပဲဒီဇလန်ကိုပြန်ဖတ်တိုင်းကျွန်တော်မြင်တတ်မိပါတယ် လူနေရာ17ယောက်ကိုကယ်ဖို့လူ800အနစ်နာခင်းခဲ့ရတာမိသားစုတွေကစူးကြိုးတွေနောက်မှာဒါတော့မှသူတို့ကကိုဖိုပရုတ်ဆိုတဲ့အတိုင်းပုံအိုးပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ် တင်းရောဘယ်လိုထင်တယ်လဲဆိုတာသိချင်ပါတယ်အခုပဲ comment မှာရေးပေးခဲ့ပါတင်းသားဆိုရင်လေးလေးနဲ့တရင်လုခဲ့တယ်လို့မျိုးလုံနိုင်ပါမလား ကို့မိသားစုကိုအကျဉ်းချထားတဲ့နိုင်ငံအတွက်တိုက်ပွဲဝင်ပြီးမလားဒါမှမဟုတ်ဒါဟာတင်ဘလို့မှလက်မခံနိုင်တဲ့အကန့်အသတ်တစ်ခုဖြစ်မလား အပြေမှန်ရလို့မရှိပါဘူးဒါဟာတမိုင်းရဲ့အင်အားအကောင်းဆုံးကိုကျင်တရားဆိုင်ရာမိကုန်းတစ်ခုဖြစ်လို့တင်းရဲ့အမြင်ကိုတကယ်သိကျင်ပါတယ် ဒီဇလန်ကတင့်ကိုစိတ်လှုပ်ရှားစေခဲ့လိုက်နေပေးပါတမိုင်းသင်ခန်းစာတွေမှာတေးသေးချာချာမသိခဲ့ရတဲ့ဒီလိုဇလန်တွေကိုလူတွေပို့ပြီးသိရှိသွားအောင်ကူညီပေးရရောက်ပါတယ် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နောက်တစ်ခေါက်မှလည်းတင့်ကိုအန်အားတင်စေမယ်ဒုတိယကမ္ဘာစစ်ရဲ့မေးပြောက်ခံတပ်ဖွဲ့တစ်ခုအကြောင်းတင်ဆက်ပေးသွားအောင်ပါလေးလေးနဲ့တရင်ကတော့ပြောခဲ့ပါတယ် go for broke တဲ့ အခုတော့သူတို့ကိုကဘာကြီးကဘယ်တော့မှမမေ့သွားအောင်ကျွန်တော်တို့လုပ်ကြရအောင်